တော်2015 match လာမှာစပြီးရောက်ခဲ့ပေါ့နော်တို့မှာလုံးလုံးရတဲ့အတွက်မှာအကြိုက်ဆုံးအချက်ကတော့ဗာလဲဆိုရင်ကျွန်တော်အခုလုပ်ခဲ့တဲ့တက်ရှောက်မှာပေါ့အခက်အခဲတွေအများကြီးကြုံရတာရှိတယ်ဒါပေမဲ့ team work ကောင်းကောင်းနဲ့လေပတ်နိုင်တဲ့ထဲမှာဒွန်ဒီကျွန်တော်အတွက်တော့လုပ်ခဲ့တဲ့တုပ်ထဲမှာအကောင်းဆုံးလို့ပြောလို့ရတဲ့ထဲမှာပါတယ်ပေါ့ဒွန်ကိုကျွန်တော်ပြောချင်တာပေါ့နော်ကျွန်တော်အခုလက်ရှိ10နှစ်ဆိုတဲ့ကာလအတွင်းမှာလုံးခွင့်အတူတူရခဲ့တဲ့ကျွန်တော်ရဲ့လုပ်ဖို့ကိုင်ဘက်တွေရောနောက်ပြီးတော့ဒီအဖွဲ့အစည်းတစ်ခုနဲ့အတူတူဒီလောက်ထိအကြာကြီးတွဲပြီးတော့လုပ်ခွင့်ရကြတော့ကျေးဇူးအများကြီးတင်ပါတယ်ဝန်ထမ်းတွေအားလုံးอ่ะပေါ့เนาะနွေနွေထွေးလေးရှိပါတယ်တယောက်နဲ့တယောက်ကူညီရိုင်းမြင်ကြပါတယ်ရှင်ဒွန်ရဲ့10နှစ်တာကာလမှာပေါ့เนาะအမှတ်တရတွေကတော့အများကြီးပေါ့ရှင်ခီးသွားတာလည်းအမှတ်တရဆိုတော့ကိုယ့်ရဲ့နေဘက်ကိုတောင်ကြီးအင်းလေးဘက်ကိုသွားတာတော့ပို့ပြီးတော့အမှတ်တရဖြစ်ပါတယ်ရှင်ဒွန်ကပေါ့နော်မိသားစုလိုပဲနေထွေးတယ်ပုံဝင်လေးပြောစားရှိရတယ်လည်းပြောလို့ရတယ်ကိုအတင်းမှာအတိုက်ဆုံးချက်ကတော့ပေါ့နော်ဒီဗလာအလုပ်ရှုပ်ရှုပ်အလုပ်များနေပါစေပျော်ပျော်ရွှင်ရွှင်နဲ့သတ်မှတ်ထားတဲ့ရဲ့အမျိုး report တွေကိုထွက်ပြေးနိုင်တာဟုတ်ပါပဲပေါ့နော်ဒွန်မှာအနှစ်သက်ဆုံးရာတစ်ခုကတော့ပေါ့နော်ဝန်ထမ်းတွေပေါ်မှာတန်ဖိုးထားမှုအရှိဆုံးကိုအရင်နှစ်သက်ပါတယ်လုပ်ငန်းရဲ့ပေါ့နော်အခက်ခဲဆုံးချိန်ကြီးရှိခဲ့တဲ့ချိန်မှာတော့မှဝန်ထမ်းအင်အားတွေကိုမလျှော့ခဲ့ဘူးဝန်ထမ်းတွေရဲ့လစာတွေကိုမလျှော့ခဲ့ဘူးပေါ့နော်မလျှော့ခဲ့တဲ့ပြင်ကိုလစာကိုလည်းပုံမှန်တိုင်းတိုးပေးနိုင်ခဲ့တဲ့အတွက်ကိုပေါ့နော်အရင်ကိုနှစ်သက်ပါတယ်ဒုံးမှာလုပ်ခဲ့တဲ့10နှစ်ကာလအတွင်းမှာဆိုရင် trip တွေအများကြီးလည်းထွက်ခဲ့ရတယ် group photo တွေ team member တွေနဲ့ဓာတ်ပုံတွေလည်းအများကြီးရိုက်ခဲ့ရပြီး activity များစွာလည်းပြုလုပ်ခဲ့ပါတယ်အဲ့ဒါတွေကတော့ကျွန်မတို့အမှတ်တရတွေပါရှင်Alito Microfinance မှာကျွန်မအလုပ်လုပ်ရတာအရင်ပျော်ရတယ်ပျော်ရွှင်စေရတဲ့အချက်တွေကတော့ဒီ Alito Microfinance မှာရှိတဲ့ဝန်ထမ်းတိုင်းကိုတန်ဖိုးထားတဲ့ Alito Microfinance မှာရှိတဲ့ senior management တွေဘုတ်တွေအားလုံးရဲ့ယုံကြည်မှုဒီဝန်ထမ်းတွေပေါ်ထားရှိတဲ့တန်ဖိုးထားမှုတွေကကျမတို့အတွက်အလုပ်လုပ်ရတာကိုပို့ပြီးတော့ motivation တက်စေပါတယ်ရှင်အဲ့ဒီအရာကတော့ကျမကအာလီထောမှာအကြိုက်ဆုံးအချက်ဖြစ်ပါတယ်ဒွန်နဲ့ပတ်သက်ပြီးအကြိုက်ဆုံးချက်ကတော့ respect ပါဝန်ထမ်းချင်းချင်းဖော်ရွေပြီးလေးစားမှုရှိခြင်းဟာကျမအနေနဲ့ဒွန်မှာ10စုနှစ်တစ်ခုတည်းအောင်ရှိနေတဲ့အချက်တစ်ချက်ဖြစ်ပါတယ်ပထမဆုံးအနေနဲ့ဒွန်ရဲ့10နှစ်ပြည့်မြောက်မှာအမှတ်တရဂုဏ်ပြုစကားပြောခွင့်ရတဲ့အတွက်အများစွာဂုဏ်ယူမိပါတယ်10နှစ်ပြည့်မြောက်မှသည်10စုနှစ်ပေါင်းများစွာ financial service များအကောင်းဆုံးပေးဆက်နိုင်ပြီးအဖွဲ့အစည်းကောင်းတစ်ခုပြည့်ရည်တည်နိုင်စေဖို့ဆန္ဒပြုပါတယ် With excellent financial service, better life of society.